ဖယားကန်မှာဖယားကန်မှာဖယားရှင်သာရိပုတ္တရာရှင်မောက္ကလန်ကိုရောမြတ်ကြီးတွေမြတ်စွာဘုရားဓမ္မစကြာတရားဟောတဲ့ပုံမှာရှင်ကိုနေညာတော့အစာဆုံးဖြစ်တဲ့ယန္တန်၅ပါးကဖယားကိုရိုးရိုးသေးသေးကြော့နေတဲ့ဖယားဘက်ကိုမျက်နှာလေးလှည့်ပြီးကြော့နေတဲ့အချိန်မှာဗုဒ္ဓဘာသာရဲ့အိမ်မှာအောင်မင်းကောင်းတို့ဘိုးအောင်တို့ဘိုးမင်းကောင်တို့ကဖယားကြော့ခါကြီးပစိုးလံပြီးတမုံလေးချိတ်တယ်ဖယားကိုသမ္မာသမ္ဗုဒ္ဓလောကတလွှာမှာအတူမရှိတဲ့သမ္မာသမ္ဗုဒ္ဓဖယားကိုဘိုးတော်တွေမကိုးဝယ်နဲ့မပြောဘူးတတ်ကိုးကွယ်ဖယားရှိမှာဆေးပြင်းလေးတိုးနဲ့ပေါင်ကြီးကိုလွှမ်းပြီးတော့မှရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့ယန္နာရှင်မြတ်တွေဖယားကိုယူသေးသလောက်အဲ့ဒီကောင်လေးကမိုက်ရိုင်းတယ်။တောင်းယရနာစစ်တာနဲ့ယရနာအစစ်ကိုယရနာချင်းထရင်မြတ်တယ်။မေအကိုမေရဲ့ဓာတ်ပုံကိုဖယားဓာတ်ပုံတန်ဃာတော်ရှင်သူမြတ်ကြီးတွေရဲ့ဓာတ်ပုံအဲ့ဒီဖယားကမှချက်ရင်ကြက်သေးရှိတယ်။အခုတော့ယရနာထိုက်တယ်ဖယားကန်ထဲမှာယရနာမထိုက်တဲ့အရာတွေရောက်လာတယ်တော့ပဲပြောပြစီတော့နောက်ကြရင်နောင်ဖုံးတော်ကြီးတွေခေါ်လိုက်မယ်တို့တော့တော်ပြီ။